ဒီပိုင်းလေးမှာတော့ကောင်လေး၃ယောက်ကဂျိုရှိနူးဆိုတဲ့ကျောင်းသားလေးတစ်ယောက်ကိုအနိုင်ဝိုင်းကျင်နေပါဘာလို့အဲ့ဒီလိုအနိုင်ကျင်တာလဲဆိုတော့ကျောင်းကကောင်မလေးတစ်ယောက်ကသူ့ရဲ့ရှင်သားကိုကြည့်ရဲဆိုပြီးတော့ခြုံပေးလိုက်လို့လည်းဖြစ်ပါကောင်လေးကအတေးကြီးထိုးခံနေရပြီးတော့သူ့စိတ်ထဲမှာတော့အရန်ကိုနာကျင်နေရပါသူကမကြိုက်တဲ့လူတွေကိုသာတတ်နိုင်တဲ့ခလုတ်ရှိမဲဆိုရင်အဲ့ဒီခလုတ်ကိုနှိပ်ပြမဲဆိုပြီးတော့လည်းတွေးတောနေပါနောက်နေ့မှာတော့ရုပ်ရှင်ရုံတစ်ခုကိုရုပ်ရှင်ကြည့်ဖို့သူတွားခဲ့ပါသူမဝင်ခင်အဲ့ဒီရုပ်ရှင်ရုံထဲကိုမဟီတူကအရင်တွားခဲ့ပါအဲ့ဒီမှာဘူလီကောင်၃ကောင်လည်းရှိနေပြီးတော့စကားကိုအခြေကြီးပြောပြီးတော့ဇက်ကားကိုကြည့်မရလောက်အောင်လောက်ထိကိုနှောက်ယှက်ပေးနေခဲ့ပါအဲ့ဒါကိုသူကတီးမခံနိုင်လို့ပြောချင်ပေမဲ့လည်းထိုးခံရမှာကြောက်တဲ့စိတ်နဲ့မပြောဖြစ်ပါဘူးအဲ့ဒီချိန်ဖုန်းနေပြောစကားရီအော်ဂျီဟစ်ကျဲပြောနေတဲ့အနားကိုမဟီတူရောက်လာပြီးတော့သူတို့ကိုစစ်စင်ချင်းချင်းနေတင်တယ်လို့ပြောပြီးတော့မျက်နှာကိုလက်နဲ့ထိလိုက်ပါအဲ့ဒီလိုထိတဲ့ယုံနဲ့ပဲဘူလီကောင်တွေကချိန်စာကောင်တွေဖြစ်ကိုပြောင်းလဲသွားပါအဲ့ဒါကိုမြင်လိုက်ရတဲ့ယူရှိနိုကလည်းမဟီတူနောက်ကိုအပြေးလိုက်သွားပြီးတော့အဲ့ဒါတွေကိုမင်းလုပ်ခဲ့တာလားဆိုပြီးတော့မေးခဲ့တာပဲဖြစ်ပါမဟီတူကအဲ့ဒီလူတွေကမင်းအတွက်ရေးပါတဲ့သူတွေလားလို့ပြန်ပြီးတော့သူတို့ဘူလီလုပ်ခဲ့တဲ့ချိန်တွေကိုပြန်တင်းမိသွားပါအဲ့ဒီနောက်သူလည်းအဲ့ဒီလိုလုပ်လို့ရလားဆိုပြီးတော့မေးလိုက်ပါအဲ့ဒီရုပ်ရှင်ရုံကလူတန်းဟုကိုစီးပညာကျမ်းကျင်သူတွေထက်အီတာတိုရီတို့ကိုအရင်ဝင်ကြည့်ခိုင်းလို့အရာရှိတွေကလည်းထော်ပွားနေကြပေမဲ့လည်းအတာကလူတွေလုံးနိုင်တဲ့အခြေအနေတွေထက်ကိုကျော်လွန်နေတာဖြစ်တာကြောင့်သူတို့ကိုကြည့်ခိုင်းတာကပိုပြီးတော့အထိပ်ပဲရှိပါအီတာတိုရီနဲ့နနာမီကတော့ရုပ်ရှင်ရုံထဲကိုလာပြီးတော့ကျေးစာတင်သွားတဲ့နေရာတွေကိုလာရောက်ကြည့်ရှုကြပါနနာမီကတော့ကျေးစာကျွင်းကျန်တဲ့ခြေရလက်ရာတွေကိုကြည့်လို့ရတယ်လို့ပြောတော့အီတာတိုရီကတော့မမြင်ပါဘူးအာယုံဆိုင်ပြီးတော့ကြည့်လို့ပြောတော့သူလည်းအာယုံတေချာဆိုင်ပြီးတော့ကြည့်လိုက်ရမှာခြေရတွေကိုမြင်လိုက်ရပါဒါပေမဲ့အဲ့ဒီလိုအကျွင်းကျန်တွေကိုကျေးစာဝင်းညီတွေထက်သူတို့လိုလူတွေကမြင်ရဖို့ပိုခက်ကြောင်းရှင်းပြပါအဲ့ဒီနောက်ချီယာရီအတိုင်းချင်းစာနောက်ကိုလိုက်ဖို့လုပ်ပါစကားတိုင်းကိုတေချာမဖြေတဲ့နနာမီကိုတော့အီတာတိုရီကသူနဲ့အစီပြပါမလားဆိုပြီးတော့တွေးပူနေခဲ့ပါနနာမီကဂိုဂျိုရဲ့ဂျူနီယာဖြစ်ပြီးတော့သူကအဆင့်1ဖြစ်ပါအခုမှတော့သူကရုံးလောက်ကလည်းထွက်ထားပြီးဂျီဂျစ်စုကျောင်းမှာကျောင်းပြီးထားပါဒါပေမဲ့သူကကျောင်းကနေပြီးတော့ဂျီဂျစ်စုပညာရှင်မလုပ်ပဲနဲ့အဖြစ်အလုပ်တွေကိုပဲလိုက်လုပ်ပါတယ်သူကရုံးလုံးနဲ့ဂျီဂျစ်စုပညာရှင်လို့ဆိုရဲနှစ်ခုစလုံးကပြင်းဖို့ကောင်းပေမဲ့လည်းကျွမ်းကျင်တဲ့အရာကိုလုပ်ဖို့ဒီနေ့ပဲကိုပြန်ရောက်နေရပဲဖြစ်ပါသူကတော့အလုံးမဲ့သမားကိုအကုန်မုံပါအဲ့ဒါပြီးရင်အီတာတိုရီကိုလည်းဂျီဂျစ်စုပညာရှင်တယောက်အနေနဲ့အတိမတ်မပြုတ်ဘူးလို့ပြောလိုက်ပါအဲ့ဒါကြောင့်အီတာတိုရီကလည်းသူမတန်မာရာကိုသူတိပြီးတော့အဲ့ဒီလိုအတိမတ်မပြုတ်တာကိုသူတိပြီးအဲ့ဒါကိုသူလက်ခံတဲ့ပြစ်ကိုမှအတိမတ်ပြုတ်လာအောင်ကြိုးစားမှဆိုပြီးတော့လည်းပြောခဲ့ပါဘူကလနနာမီကတော့တစမ်းမကိုကျူမဆိုင်ပါဘူးအဲ့ဒါပြီးရင်အခုချိန်ကိုပြန်ရောက်လာပြီးတော့နနာမီနဲ့အီတာတိုရီကချိန်စာချီရတိုင်းကိုအနောက်ကနေလိုက်လာပါဒီမှုကဖြစ်ပွားစဉ်အတွင်းမှာပဲအနာမှာအခက်တန်းကျောင်းသားတယောက်ရှိနေခဲ့ပြီးတော့သူကျူးလွန်တာလည်းဖြစ်နိုင်တယ်လို့ပြောပါဒါပေမဲ့အဲ့ဒါကိုရဲတွေစုံစမ်းမှဖြစ်လို့တေကယူဆိုင်စရာတော့မလိုပါဘူးသူတို့တွေရှောက်လာကြရင်လည်းတနေရာရောက်မှာတော့ချိန်စာကောင်းနှစ်ကောင်ကိုတွေ့ပါအဲ့ဒီချိန်စာကောင်းနှစ်ကောင်ကိုတယောက်တစ်ကောင်ချဖို့လှုပ်ထားပြီးတော့အီတာတိုရီကိုမနိုင်ရင်မချပေးထားဘူးပြောပါဘာလို့လဲဆိုတော့နနာမီမှာအီတာတိုရီကိုကာကွယ်ပေးဖို့တာဝန်ရှိရလို့ခံယူထားလို့ပါနနာမီကတော့အေးစီပဲချိန်စာကောင်ကိုတိုက်ခိုက်နေရင်နဲ့အီတာတိုရီကိုစကားပြောနေခဲ့ပါရန်သူကို9ပိုင်းပိုင်းပြီး3ပိုင်းမြောက်နေရာကိုတစ်ချက်တည်းနဲ့ပိုင်းလိုက်နိုင်ရင်ရန်သူရှိုက်ကိုထိသွားပြီးတော့တခါလေးပွဲပြီးတောင်းမှဖြစ်ကြောင်းရှင်းပြပါနောက်ပြီးတော့ရန်သူကအင်အားကြီးနေရင်တော့မှအဲ့ဒီနေရာကိုထိအောင်တိုက်ခိုက်ထားနိုင်ပြီဆိုရင်အတားလေးအခြေအနေရပြန်ရှင်းနိုင်မှာဖြစ်ပြီးတော့ရန်သူကအင်အားနည်းနေရင်တော့တစ်ချက်တည်းနဲ့ပွဲပြီးတော့မှဖြစ်ကြောင်းရှင်းပြပါတစ်ဖက်မှာချိန်စာကောင်နဲ့တိုက်ခိုက်နေတဲ့အီတာတိုရီကတော့ကျေစာဖို့ဆက်တိုက်ရမလားနနာမီတို့ရဲ့စကားပြနားထောင်ရမလားစဉ်းစားရင်းနဲ့တိုင်ပတ်နေခဲ့ပါအဲ့ဒီလိုတတိလက်လို့ဖြစ်နေချိန်မှာကျေစာကောင်ကိုင်ပေါက်တာကိုပါခံလိုက်ရပါပြောရင်ဆိုရင်လည်းပဲနနာမီကပြေးလာတဲ့ကျေစာကောင်ကိုသူပြောထားတဲ့အတိုင်းပဲတစ်ချက်တည်းသူ့ရဲ့နွားကွက်နဲ့ဓာတ်နဲ့ပြပိုင်းလိုက်ရရန်သူလည်းတစ်ချက်တည်းနဲ့ပွဲပြီးသွားခဲ့ပါနနာမီကိုငေးမောနေတဲ့အီတာတိုရီကတော့ကျေစာကောင်လို့တာကိုထက်ခံလိုက်ရပါသူလည်းကျေစာကောင်ကိုတိုက်ခိုက်ဖို့လုံးနေတဲ့ချိန်မှာသူ့ရဲ့မြန်ဆန်မှုထက်ကျေစာစွမ်းအင်ကနှင်းနေတယ်လို့ပြောတဲ့ကိုကျူရဲ့စကားကိုပြန်ကြားရောက်ပြီးတော့တေချာချိန်ပြီးတော့ကျေစာကောင်ကိုထိုးလိုက်ပါအဲ့ဒါနဲ့ပဲအာဘီပြင်းနဲ့ထိုးချလိုက်တာကျေစာကောင်လည်းတော်တော်လေးကိုအထိနာသွားခဲ့ရပါတယ်အဲ့ဒီနော်နနာမီကကျေစာကောင်ကိုအဆုံးသတ်ဖို့လိုလိုက်ချိန်မှာပဲသူရိုက်ထားတဲ့တပ်ပုတ်ကိုပြဲကြည့်မိလိုက်တော့ပုံထဲမှာကျေစာကောင်ကထင်နေခဲ့ပါတယ်ပုံမှန်တိုင်းဆိုရင်ကျေစာကောင်တွေကိုတပ်ပုံထဲမှာမထင်ပါဘူးအဲ့ဒါကြောင့်သူတို့လည်းခွဲစိတ်ခန်းကိုပို့လိုက်တော့ခွဲစိတ်ခန်းကအဖေကသူတို့တွေကိုလူသားတွေလို့ပြောပါတယ်ဒါပေမဲ့လည်းလူသားစင်စစ်ဖြစ်မနေပဲနဲ့ကျေစာစွမ်းအင်ကြောင့်ပုံစံပြောင်းသွားတဲ့ကျေစာကောင်လို့ဖြစ်နေရတာပဲဖြစ်ပါတယ်အဲ့ဒီအတွက်အီတာတိုရီကလူတက်လိုက်မိပြီဆိုပြီးတော့စင်မကောင်းဖြစ်နေပေမဲ့လည်းခွဲစိတ်စီယာမှာလဲရီကတော့အဲ့ဒါလူတက်လိုက်တာမဟုတ်ပဲနဲ့အရင်ကတည်းကကျေစာတက်နေပြီဖြစ်တာကြောင့်သူ့အဖြစ်မဟုတ်ဘူးလို့ပြောပါတယ်အီတာတိုရီကတော့အဲ့ဒီတေဆုံမှုအပေါ်မှာဝင်တော့ဝင်ပိုးကြီးကိုဖြစ်နေခဲ့ရပါတယ်နနာမီကတော့အဲ့ဒါတွေကငါးစာရီဖြစ်တယ်လို့ပြောပါတယ်ရန်သူကအခွဲတတစီစဉ်ထားတာဖြစ်တာကြောင့်သူတို့အတွက်လွယ်လွယ်နဲ့မပြီးနိုင်တဲ့ကိစ္စဖြစ်နေပါတယ်တစ်ဖက်မှာတော့ရေပိုက်တွေထားတဲ့အောက်တနေရာမှာယိုရှိနိုနဲ့မဟီတိုကကျေစာရီအကြောင်းပြောနေပြီးတော့လူသားတွေကဘာလို့ကြောက်တာထင်လဲမိတော့ယိုရှိနိုကတဘာဝဘေးကဆိုပြီးတော့ပြတ်ပြေးလိုက်ပါတယ်မဟီတိုကလည်းသူ့အဖေကိုသဘောကျသွားခဲ့ပြီးတော့လူသားတွေကကပမီတစ်တော်နဲ့ပင်လယ်တွေကိုကြောက်ကြပြီးတော့အဲ့ဒီယာရီစီကိုစီးဝင်သွားတဲ့ချိန်စာတွေကအရန်ဆွမ်းအားကြီးပါတယ်
ဒါပေမဲ့အဲ့ဒီအရာတွေအကုန်လုံးကမဟီတိုဘက်ကဖြစ်နေတာဖြစ်တဲ့ကြောင့်သူကတော့တော်ပါသေးရဲ့လို့ပြောပါတယ်။ဂျိုရှိနိုကတော့မဟီတိုကဘာကနေဖြစ်လာတဲ့ကျင်းစာလဲလို့မေးတော့မဟီတိုကလူရီတယောက်ကိုတရားမုန်းနာကနေပြီးတော့ဖြစ်လာတဲ့ကျင်းစာလို့ပြန်ဖြေလိုက်ပါတယ်။နနာမီကတော့ရန်သူရှိနေနိုင်တဲ့နေရာတွေကိုအကျန်းစုံစမ်းထပြီးတော့အီတာတိုရီကိုတော့ဂျိုရှိနိုကတက်ခန့်ထားတဲ့လူတွေနဲ့တကြောင်နဲ့တက်တာကြောင့်သူ့ကိုလိုက်ရှာဖို့ပြောပြီးတော့လိုရမယ့်အရာတွေကိုတော့အီဂီချီကိုပြောပြပြီးလည်းဖြစ်ပါတယ်။အီဂီချီနဲ့သူနဲ့ကဂျိုရှိနိုကိုရှာဖို့လှုပ်ရှားမှာပဲဖြစ်ပါတယ်။တကယ်တော့နနာမီကရန်သူရှိနေတဲ့နေရာအတိအကျကိုတီးထားပြီးပဲဖြစ်ပါတယ်။ကလေးပဲရှိနေတဲ့အီတာတိုရီကိုမခေါ်သွားချင်တာကြောင့်သူကတယောက်တည်းသွားဖို့လမ်းကိုရွှေ့လိုက်တာပဲဖြစ်ပါတယ်။အရင်ချိန်တွေတုန်းကဂျိုရှိနိုကသူ့ရဲ့ဘူးလီခန်တငယ်ချင်းအုပ်စုနဲ့အတန်လှကန်ထဲမှာသူတို့ကြိုက်တဲ့ရုပ်ရှင်ကြောက်ကိုပြောနေကြပါတယ်။အဲ့ဒီချိန်သူတို့ခိုင်းတဲ့ကိုဘူးလီကန်အုပ်စုကြီးဝင်လာပြီးတော့အတန်လှဝမ်းကိုတောင်းလို့လာဖျဲနေတာလည်းဖြစ်ပါတယ်။အဲ့ဒါပြီးတော့သူတို့ရဲ့ရုပ်ရှင်စာအုပ်ကိုပါခြေထောက်နဲ့ကန်နေပြစ်လိုက်ပါတယ်။အဲ့ဒါကြောင့်တငယ်ချင်းနှစ်ယောက်ကလည်းအနိုင်ကျင့်ခံရမှာဆိုလို့ထပြေးပါတယ်။ဒါပေမဲ့ဟူကောင်တွေကတကားပိတ်ပြီးတော့တေးအောင်ရိုက်ကြပါတော့တယ်။ခုချိန်မှာတော့မဟီတိုနဲ့စကားပြောနေကြပြီးတော့သူတို့ကမကြိုက်တာနဲ့ဆက်ကျင်ဘက်ကစေမဝင်စားတာနဲ့မုန်းတာကြောင့်ကိုပြောနေခဲ့ကြပါတယ်။အဲ့ဒီနောက်တော့သူတို့နေနေရတဲ့ရေပိုက်တွေထားတဲ့မြေအောက်နေရာမှာလူတွေကိုချိန်စာဖြစ်ပြောင်းလဲထားပြီးတော့အကောင်ကြီးကြီးတွေလည်းလှုပ်လို့ရတယ်လို့တင်းနဲ့တမယာတေးအောင်လဲပြောင်းလဲထားပါတယ်။ဘယ်လောက်တေးလဲဆိုရင်တော့သူ့လက်ထဲမှာတော့မှကင်ထားလို့ရပါတယ်။နောက်ပြီးတော့ယိုရှိနိုကလူတဘာဝတွေကရုပ်ဆိုးပြီးတော့တခြားလူတွေပေါ်မှာမျှော်လင့်ချက်မရှိတဲ့ပြင်ကိုမှတေဆုံးသွားတဲ့လူတွေအတွက်လည်းအထွေးမရှိပဲနဲ့အဲ့ဒီလိုစေမဝင်စားတာကလည်းလူတွေနဲ့ကန်တယ်လို့ပြောပါတယ်။အဲ့ဒီနောက်မဟီတိုကလူတွေကနှလုံးသားမရှိဘူးလို့ပြောတော့ယိုရှိနိုကအဲ့ဒီစကားကိုထောက်ခံပါတယ်။အဲ့ဒီနောက်မဟီတိုကလည်းယိုရှိနိုကိုမင်းလို့ချင်တာမင်းလို့လို့ရတယ်။မင်းရဲ့တည်ရှိမှုကိုငါလက်ခံနေဆိုပြီးတော့စိတ်ခုံအားပေးလိုက်ပါတယ်။တစ်ဖက်ကအီတာတိုရီတို့ကတော့ယိုရှိနိုနောက်ကိုလိုက်နေကြပြီးတော့သူတို့လိုရမယ့်အရာကိုအီဂီချီကရှင်းပြပါတယ်။အဲ့ဒါကတော့ရင်ကောင်ခေါင်းချိန်စာကိုအသုံးပြုရမှာပဲဖြစ်ပါတယ်။အဲ့ဒီချိန်စာကိုသူ့စီကလှုပ်လိုက်ရင်သူ့ချိန်စာတွေကိုမနီရရင်နီးရပေမဲ့လည်းဘာမှမလုပ်နိုင်ရင်သူ့ကိုကယ်တင်ရမှာဖြစ်ပြီးတော့သူကချိန်စာကိုပြန်တိုက်ခိုက်နိုင်ရင်တော့သူ့ကိုဖန်ခဲ့ရမှာပဲဖြစ်ပါတယ်။ချိန်စာအသုံးပြုသူတွေကဂျူဂျီဆူပညာရှင်တွေရဲ့ level တွေထက်ကိုတစ်ခုနေပါတယ်။ပြောချင်တာကအစင်းနဲ့ချိန်စာအသုံးပြုသူကိုအစင်းတော့ဂျူဂျီဆူပညာရှင်ကနိုင်ပါတယ်။ချိန်စာအသုံးပြုနေသူတွေကလည်းဂျူဂျီဆူပညာရှင်တွေလို့ပြောလို့ရပေမဲ့သူတို့ကမကောင်းတဲ့ဘက်ကပဲဖြစ်ပါတယ်။နာမီကတော့မဟီတိုရှိရဲ့နေရာတိတိကျကျကိုသိပြီးတော့သူပြူစားထားတဲ့ကျင်းစာကောင်တွေကိုအရင်ရှင်းပြလိုက်ပြီးတော့မဟီတိုကိုထွက်ခဲ့ဖို့ခေါ်ပါတယ်။မဟီတိုကလည်းထွက်လာပြီးတော့သူတို့နှစ်ယောက်လည်းတိုက်ခိုက်လိုက်ပါတယ်။နာမီကဓာတ်နဲ့ခုတ်လိုက်တော့မဟီတိုလက်ပြတ်သွားပါတယ်။အဲ့ဒီချိန်မဟီတိုကမေကွန်းလာထုတ်ပြပါတယ်။ဝင်းနီနဲ့ခန္ဓာဘယ်ဟာကအရင်ဆုံးဖြစ်လဲဆိုပြီးတော့နာမီကဝင်းနီလို့ပြောလိုက်တော့မဟီတိုကခန္ဓာလို့ပြန်ပြောပါတယ်။သူကဝင်းနီတွေကိုထိပြီးတော့ပုံပြောင်းနိုင်တော့လူတွေကိုပုံစံပြောင်းပြီးတော့စုထားပါတယ်။ဒါပေမဲ့လူတွေကအဲ့ဒီလိုပုံစံပြောင်းခံရရင်တည်သွားတာကြောင့်ဂျူဂျီဆူပညာရှင်တွေဆိုရင်ဘလို့နေမလဲဆိုပြီးတော့သူကစံသက်ချင်နေတာပဲဖြစ်ပါတယ်။ယိုရှိနိုတယောက်ကအင်ရှေရောက်မှာသူ့ကြောင့်ကဆီယာတယောက်ကဘူလီကောင်နေတည်သွားတဲ့ဇာပနာကိုတက်ဖို့အတင်းလာခေါ်နေခဲ့ပြီးတော့သူတို့ကိုတငယ်ချင်းလို့ပြောနေလို့သူလည်းတော်တော်စိတ်နှောက်ယှက်ဖြစ်နေခဲ့ရပါတယ်။အဲ့ဒီအချိန်အီဂီချီနဲ့အီတာတိုရီယိုတလဲလုံးမှုကြောင့်သူတို့နားကိုရင်ကောင်ကောင်းချိန်စာနဲ့အထူရောက်လာခဲ့ပါတယ်။အဲ့ဒါကိုယိုရှိနိုကလည်းမြင်ရပါတယ်။အဲ့ဒါကြောင့်ဒူနာမှာရှုပ်နေတဲ့ဆီယာကိုရှင်းလိုက်ပြီးတော့မေကိုမရဖို့ဆီယာကိုဘောင်းမိချုပ်ပြီးရက်ခွက်တစ်ပတ်ပတ်ပြေးလိုက်ပါတယ်။ညလုံးနဲ့အီတာတိုရီကအေးစစ်စစ်လေးပြန်ရောက်လာပြီးတော့ယိုရှိနိုကိုမေးစရာရှိလို့ဆိုပြီးတော့ခေါ်သွားပါတယ်။နာမီကတော့မဟီတိုနဲ့အပြန်လဲတိုက်ခိုက်နေရင်နဲ့မဟီတိုပြောင်းထားတဲ့ချိန်စာကအုံနောက်အလုံးလုံးနေတာကြောင့်ကဲပြီးပါလို့အော်ခေါ်နေခဲ့ပါတယ်။ဒါပေမဲ့လည်းအဲ့ဒီလိုပဲပြောင်းလဲသွားတဲ့လူတွေကိုကဲလို့မရဘူးဆိုတာသူသိလို့ဒီတိုင်းပဲကြော်သွားလိုက်ပါတယ်။အဲ့နောက်မဟီတိုနဲ့သူနဲ့အပြန်လဲတိုက်ခိုက်ကြပြီးတော့အလုံးတိကျလုံးနဲ့နာမီက6နာရီထိုးရင်အလုံးစင်းကျင်နေတော့ပြန်ဖို့လမ်းကိုပဲရှာပြီးတော့ရှောင်ပြီးတိုက်ခိုက်နေလိုက်ပါတယ်။အဲ့ဒါကိုမဟီတိုကပြေးကျင်နေတာပဲလို့ပြောတော့သူတဲ့နာရီကိုကြည့်လိုက်ပါတယ်။နိုင်မာက6နာရီကျော်နေပြီပဲဖြစ်ပါတယ်။အဲ့ဒါကြောင့်ကျိစာစွမ်းအားကိုပြန်လဲမြင့်တင်လိုက်ပြီးတော့အချိန်ပူစာစင်းတာပေါ်လို့ပြောပြီးတော့ဒီပိုင်းလေးကလည်းဒီမှာတည်းပဲပြီးဆုံးသွားခဲ့ရပါတယ်။အဆုံးထိကြည့်ရှုပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်။ခါတိုင်းမှာပြန်တွေ့ကြရအောင်။